မလူလူမမခဏလေးကောင်းရွှေ့ ညလေးဒူအားပြူလား ခဏရွှေ့နေတော့မလူက ဘူးကထိမှာဗောအဲ့ဒုက္ခပဲဒီပိုင်းဖက်နဲ့လောင်းအောင်ဘလို့များမှောင်းလိုက်လဲ ဘေးမဝါနေနဲ့ဟုတ်လားတော့မသိဘူးနော် ဘေးပေါက်တဲ့ဒီမှာလည်းလေးရောနေရမှာဗော အဲ့ဘလို့မြသူမတိုက်လောက်ဦးမရဲ့သိလား ဘူးအစင်းကကောင်းလို့သူဗရေအုပ်လိုက်ရတယ်အဲ့လိုမျိုးဒီတက်စီနဲ့ဖြစ်လာဖြစ်မယ်တက်စီကမောင်းပြေးသွားတယ်ဟုတ်တယ်အဲ့ကြောင့်မလို့ဒီမှာဖြစ်တော့ပါတယ်ဟိုတက်စီကမတွေ့တာဘယ်မှာလဲဟိုကလေးတော့ရက်နေလေးမှာဘယ်မှာရက်လာလဲဟိုကဖေး မဟုတ်ပါဘူးအဲ့ဒါ ဟုတ်တယ်အဲ့ကောင်နဲ့ပြီးသွားတာတိုက်တဲ့အတန်ကိုကြားလိုက်တယ်ဒီလိုမျိုးမှရဲ့ तू ကဒီလိုလာရင်ဒီလိုဖြစ်တဲ့ပုံစံမျိုး မအထက်ကလူကတင်လို့ရလို့လားမရသေးတော့မသိ ဟုတ်တယ်ဟိုမှာသတင်းရလို့ဟိုမှာရှေ့ကကားတွေလမ်းပြောနေရှေ့ကသူပွိုင်းလမ်းပြောနေပွိုင်းလမ်းပြောနေလူထွက်လာတာညာလေ မထွက်လာသေးဘူးမ ဒုက္ခပဲအနေနဲ့ လူကဟိုမှာညက်နေတာမထွက်လာသေး ဟဲ့မောင်ကတော့ပဲလူကနားမှာတော့ ဘူးမိုက်မဟုတ်သူအချက်တစ်စီလာလို့ဘဲအုပ်ချလိုက်တာလားအဲ့လိုလား မဟုတ်ဘူးဒီလိုမျိုးဒီဘက်အဲ့ကားဒီလိုဘွေကြောယူထားရနေပြီးတော့ဟိုဘက်ကိုဖြတ်တတ်တာဖြစ်တယ်